ဒီနေ့တာမနာနဲ့2568ခုနှစ်ခောဇာတတိ1386ခုနှစ်ဒီလဆုံး9ရက်ဇာတာပရိနေ့တိတက္ကိ2025ခုနှစ်ဧပြီလ18ရက်ဟောကြားမဲ့တရားကောင်းစဉ်တွေကတော့အလုပိတရားဟောအာနာပါနဝင်လေထွက်ပြီးတတိကမ္မထံအလုပိတရားဟောနော်အလုပိတရားဆိုတော့တရားဟောတရားမဟောတရားမနာပြီးဒီနေ့ဓမ္မပရိခဏကိုရွှေဘုံတော်တင်ရှင်တော်မြတ်သား၏မဟာကရုဏာဘုံဝါယုံတိကတိကျခွဲဆိုတော့ဝန္ဒနာပမာဏအာတိဒဂါထာကိုရစ်ဆိုသူသောချင်းဖြင့်စတင်ကြရအောင်ယောကပကတိဟိပိအပမေယံကာလံပရောတောဣဒုကရာတိခေရံကတောလောကဟိတယနာထောနမောမာဝရိနိကတတ္တာယောနာထောဝိနည်းများစွာတတဝါဤချနာစီဘောလူလာတံတဘုံမောင်ဖတ်တဲ့နာထမိညာချင်းရှင်တော်မြတ်ဗျာဒီကမ္ဘာကတိဟိပိဂရေကဘာဤအတွက်သင်္ချာလို့ဖြစ်တော်လဲအပမေယံဤအတွက်တိုင်းတာဖော်ပြခြင်းမှာမစွမ်းနိုင်ပါတော့ကာလံလေးတင်ချေတိန်နေကဘာရှိကြတော့ကာလပတ်လုံးလောကဟိတယတတ္တလောကဤဒုစီဝါလို့ငါအတိဒုက္ခရာနိဥစ္စာတက်ခြေလိုက်မှာမေတ္တာကြီးမှာတမိနာနဲ့တထာစနိစင်ကြင်ခြင်းဟုဇတိထပဲငါတို့စုလုံခိုင်းတော်မူတို့ကိုကရုံတော်ပြားဖြစ်ရန်ဤတိုင်းကျုပ်ကိုအကုသိုလ်မြတ်ဤဖြစ်၍ခိရန်လက်ချင်းနှလုံးသဆုံးလျက်နှလုံးစုံဝံကိုရောဤဒီမှန်ချင်းတို့ကတော်ဘဝတန်တိုင်းကျင်ထံများစွာရောက်တော်မူခဲ့ရရှာလေမဟာကရုဏာတတ္တတတဝါများရင်ဝေကံကဲ့သို့တဏှာချစ်ခြင်းမဟာကရုဏာရှင်ဖြစ်တော်မူသောတတ္တနာတတ္တဝဉာဏ်များစွာတတဝါဤချမ်းသာစီဝါလူလာတံတဘုံမောင်ခတည်းနာထမိညာတို့ရှင်တော်မြတ်ဖျားနမောယုန်ကြောင်းပြောမံကိုလျှော့၍ဘရောယပြိုရှိခိုးခြင်းဒီအတုဘဝတုစင်စင်မတွေ့ဖြစ်ပါစေတည်းတရားကောင်းစဉ်တွေကအာနာပါနဝင်လေထွက်လေပฏิကမ္မထံလုပ်ပြီးတရားလုပ်ပြီးတရားဆိုတော့လူတွေနာနေရတော့သုံးဖုံးတဲ့အခါလောကီတွေဆုံးခံနေသွားတဲ့အခါကျတော့ဆရာတော်ကြီးရပါလို့လေဒီတို့ဘုရားလုပ်ပြီးကမ္မထံနဲ့ပွားလို့ရတယ်နော်ဒီအချင်းရောက်အာနာပါနပฏิကမ္မထံကြောင့်ဖြစ်လာတဲ့ပฏิပါကနမိတ်ဖြစ်ခံမှုတော့ဘုရားလုပ်ပြီးကမ္မထံနဲ့ကြောင်းရှိလို့ရတယ်အဲ့တော့ကြည့်မှလို့ရှိရင်အာနာပါနဒီပฏิပါကနမိတ်ကိုဘယ်ချိန်မှရမလဲဦးဇင်းကပြောမှလို့ရှိရင်နိုင်ငံသားတွေခေါ်တဲ့နိုင်ငံသားဘုန်းတော်ကြီးတွေခေါ်တဲ့တရားတွေဝင်လာတယ်။ဒါတဲ့အခါကျတော့သူတို့ကတရားဟောပြီးသွားပြီဆိုလို့ရှိရင်အဲ့မှာတရားနာပြည့်တက်ကမေးတယ်ပေါ့မိခွန်းလေးတွေမေးတယ်။ဒီမဂ္ဂင်၈ပါးအကြောင်းဘောင်းမြင်တဲ့တရားဟောလို့ဆိုလို့ရှိရင်မဂ္ဂင်၈ပါးနဲ့ပတ်သက်ပြီးတော့အလုပ်ကြီးတရားပေါ့လေသူတို့ခေါ်တော့ workshop ပေါ့ workshop သူတို့ပြော workshop ပေါ့လေအဲ့ဒါသူတို့မေးတော့အဲ့မှာနောက်ဆုံးမေးခွန်းတစ်ခုကဘာလဲဆိုတော့ဒီအရှင်အင်္ဂလိပ်လိုမေးတော့လေအရှင်ဖျားတဲ့အာနာပါနပฏิဘာကနမိတ်ကိုတဲ့ဘယ်ချိန်မှရနိုင်တယ်ပေါ့လေသူကအားထုတ်တယ်ဆိုတော့အဲ့ဒီမေခွန်းရဲ့အဖြေကတော့သူကလည်းလောလောပြည့်မင်းကအဲ့ဒီပฏิဘာကနမိတ်ကိုရဖို့အတွက်အစဉ်ချင်းဖြစ်နေပြီဆိုလို့ရှိရင်တော့ရလိုက်တယ်ပေါ့တဲ့သူကလိုပဲရိုးရှင်းရှင်းပြောတယ်ပေါ့လေဦးဇင်းတို့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုတော့ဘုရားရှင်ရဲ့တမိုင်းကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘုရားရှင်ကဟိုလေးပြင်ချင်တဲ့ကဘာတတိန်ကာလသူမိတာရှင်ပြဘဝကလေးကအာနာပါနပฏิဘာကနမိတ်ဒီပฏิဘာကနမိတ်ရင်းအောင်ရတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ဆိုတော့သူကဒီအာနာပါနပฏิဘာကနမိတ်ကိုအခြေခံပြီးတော့လေပြင်စမဇန်ဝင်သားတယ်ပြီးတော့ပထဝီကတိုင်းကိုဝင်သားတယ်ပြီးတော့မြေရှုံးမှုပြန်နိုင်တယ်ကောင်းကင်ကြီးသွားကောင်းကင်ကြီးကနေကြွလာတော့လေဒီမှာဒီပင်္ဂလာမြတ်စွာဘုရားရှင်ကြွလာတဲ့အခါကျတော့ဒီမှာဒီလမ်းလူတွေကလမ်းပြင်နေကြတော့လမ်းပြင်နေကြတဲ့အခါကျတော့အဲဒီကဘုရားရှင်ပွင့်လာတယ်ဆိုတာအမတန်မှတွေ့ရသေးတယ်ပေါ့လေဒါအမတန်မှဘူကြီးတဲ့ရတိပေါ့လေဒီလိုသူမိတာရှင်ရဲ့တေးကိုပြောမှဆိုလို့ရှိရင်အမတန်မှချမ်းသာတဲ့ပုဂ္ဂိုလ်ပဲချမ်းသာတဲ့အခါကျတော့ဒီရှိတဲ့ပြည်တဲ့ဥစ္စာတွေအကုန်လုံးလှူဒန်းတော့ပါလားဆွန့်လွတ်ပြီးတော့ဒါရတိရဟန်းပြုလာတယ်သူတော်စင်ပုဂ္ဂိုလ်အဲ့နဲ့
ပြောမှလို့ရှိရင်အာနာပါနပရိပါကနာလို့ဒီချိန်မှာရမယ်လို့ရှိရင်ဒုမြတ်စွာဘုရားရှင်ကဟိုတုမိတာရှင်လေးဘွားကလေးကအာနာပါနပရိပါကနမိတ်အလင်းရောင်ကပရိပါအာနာပါနပရိပါကနမိတ်အလင်းရောင်ကိုဒီအခြေခံပြီးတော့ပြင်စမဇံဝင်စားပြီးတော့ပထဝီကတိုင်းနဲ့ကောင်းကင်ကြီးကနေကြွလာတော့ဒီမှာဒီပင်္ဂလာမြတ်စွာဘုရားရှင်ကကြွလာတယ်ဆိုတော့ဒီပင်္ဂလာမြတ်စွာဘုရားရှင်အတွက်မလမ်းပြင်နေတဲ့လူတွေလမ်းပြင်နေတဲ့ခါကျတော့သူလည်းတကူဒီတကူနဲ့ဖန်ဆင်းပေးနိုင်နေတဲ့တကူနဲ့မလုပ်တော့လေကာယလောကနဲ့ဆိုလို့ရှိရင်ပို့တော့အကျိုးများတယ်ဆိုပြီးအဲ့ဒါနဲ့သူ့အတွက်နေရာလေးတစ်ခုတောင်းတော့ပေါ့နော်ဒီနေရာလေးတစ်ခုတောင်းတဲ့ခါကျတော့တို့အဲ့နဲ့ဒီမှညာသူရတဲ့နေရာလေးကိုပေါက်နဲ့ပေါက်မြေဖို့ပေါ့လေအဲ့ဒါနဲ့ဖျားဒါမှမပြီးဖျားရှင်ကြွလာတဲ့ခါကျတော့သူ့ကိုအလျားနဲ့ခင်းပေးတော့ခင်းပေးတဲ့ခါကျတော့ရှင်ဖျားတပည့်တော်ကိုဘောလျှောက်သွားတော့ဘုရားဆိုတော့လျှောက်တဲ့ခါကျတော့ဒီပင်မလာမြတ်စွာဘုရားရှင်ကြည့်လိုက်တဲ့ခါကျတော့နောင်ရည်တည်ခြင်းနဲ့ကဘာတတိမှာဒီအမျိုးကောင်းတာရှင်တရားဟောလေဒါဟိုရင်းဖြစ်လိုက်မှာပေါ့ခေါရမမြတ်စွာဘုရားရှင်ဖြစ်ပြလိုက်မယ်ဆိုပြီးမြတ်စွာဘုရားဒီမင်္ဂလာမြတ်စွာဘုရားဓာတိကြီးတော့အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တို့စကားကိုဟိုဒီလျှောက်ပြောတော့မဟုတ်ဘူးလို့ညာဒီမင်္ဂလာမြတ်စွာဘုရားရှင်ကဒီသူမိတာရှင်ရဲ့ကိုမင်းဝိပဿနာဘောဝိပဿနာမပွားရင်ဒီတင်ချင်းကဘာတတိမင်းဒုက္ခခံရတယ်လို့သူမပြောဘူးနော်သူပြောတော့ဘောပေါက်တာနောင်လေးတင်ချင်းကဘာတတိကာလမှာဘုရားဖြစ်လိုက်တယ်ဗျာရိတ်ကြီးရဲ့သူပြောတော့ဘောပေါက်မြတ်စွာဘုရားရှင်ရဲ့ဝိပဿနာဉာဏ်စဉ်စဉ်ဝိပဿနာဉာဏ်စဉ်အစစ်ကဘယ်ချိန်မှဖြစ်တယ်လဲဆိုတော့ဦးဇင်းတို့ဘုရားဖြစ်မဲ့ည7နာရီမှာဒီဘုံဝင်ကျမ်းထဲမှာဖော်ပြထားတယ်ဘယ်နာရီဘယ်နှစ်စက္ကန့်မှာသောတာပတိမရတယ်တက္ကဒဂါမိမရတယ်အနာဂါမိရတယ်အရတ္တမရတယ်အဲ့လိုမျိုးဖော်ပြထားတယ်ဦးဇင်းပြောတာရှင်းတာနော်တို့အာနာပါနကောင်းကျိုးပေါ့လေတို့အာနာပါနရှိတဲ့လူတွေကဘာတွေးတယ်လဲဆိုတော့ကောင်းတာကိုပဲတွေးတယ်ကောင်းတာကိုပဲပြောတယ်ကောင်းတာကိုပဲလုပ်တယ်ဟုတ်တယ်မလားအဲ့လိုဒီတဲ့အခါကျတော့တို့ညာဘက်ဆိုလို့ရှိရင်တို့ဘုရားရှိခိုးတယ်နော်မဟာနာမကာရဘုရားရှိခိုးပထမပိုက်ကိုကြည့်မယ်ဆိုလို့ရှိရင်တုကတံတစ်ထံတဲ့တုဆိုတာကောင်းတာကတံဆိုတာကအကျဉ်းခါပြုလုပ်တာတုကတံဆိုတာကောင်းတာကိုပြောတယ်ကောင်းတာကိုလည်းကျင့်တယ်ကောင်းတာကိုလည်းလုပ်တယ်ဘုရားဆောင်ဘုရားရှင်ကအဲ့ဒါတွေလည်းချမ်းသာဟုတ်တယ်မလားအဘိယံဌာနကိုကြည့်လိုက်အဘိယံဌာနကိုရှိဘုရားဆောင်ဘုရားကိုကိုးကွယ်တဲ့အတွက်အဘိယံတဲ့ဘေးမရှိဘူးဟုတ်လားဘေးမရှိတဲ့အခါကျတော့အန္တရာယ်ကင်းတာပေါ့ဟုတ်တယ်မလားနော်နောက်တော့နေကန်နမီနေကန်ဆိုတာအကြီးကျယ်သူကတည်းကအကြီးကျယ်မျိုးလို့ရှိခိုးတယ်ပေါ့နော်မဟာနမကာရဖျားရှိခိုးကအမြဲတမ်းဘေးပဲရှိတယ်နော်အဲ့ဒါလေးကိုပြောပြတာအာနာပါနရဲ့ကောင်းကျိုးပေါ့လေအာနာပါနအထုတယ်လို့ရှိရင်သူကဘယ်သူမှမပြဘူးပုဂ္ဂိုလ်နဲ့မပြနိုင်ဟုတ်တယ်မလားဒီဝရကိုကြည့်လိုက်ဒီဝရကဘုရားရှင်ရဲ့ဝရင်ပစ္စည်းကြောင့်လိုက်ချင်တယ်ဟုတ်တယ်မလားအဲ့မှာပစ္စည်းကြောင့်လောက်ချင်လိုက်ချင်တဲ့ခါကျတော့တို့မြတ်စွာဘုရားရှင်ရဲ့ထူးခြားချက်ကသူ့ရဲ့စိတ်တရားကမနေ့ကဦးစင်းတင်ပေးပါတယ်။ဘာလဲဆိုတော့ဒီကာမဒေါမနစိတ်24ပါးမှာမဟာကုသိုလ်စိတ်ရဲ့10ပါးကပထမစိတ်တို့မြတ်စွာဘုရားရှင်မှာအမြဲတမ်းတောမနတသဟကိုညာနာတံပယောအတင်ခါရိကမဟာကုသိုလ်စိတ်ရဲ့ဖြစ်တယ်။အဲ့ဒီလေးတင်ခြင်းတဲ့ကဘာတိုင်းကာလသူမိတာရှင်တိဘဝကလေးကဘုရားဖြစ်တဲ့တည်းဇံဝင်စားတဲ့ချိန်ကြီးပေါ့လေပရိတေစိတ်ဝင်စိတ်သုတိစိတ်မြတ်စွာဘုရားရှင်မှာအဲ့ဒါပဲဖြစ်နေတဲ့အတွက်သူကတခြားလူနဲ့မပြိုင်ဘူးကိုဘလို့ကောင်းအောင်လုပ်ရမလဲဆိုတဲ့အတွေးနဲ့ပဲတုကတံကောင်းတာတွေကိုလုပ်တယ်ကောင်းတာတွေကိုပြောတယ်ကောင်းတာတွေကိုကြံတယ်တို့လည်းကြံမကောင်းဘူးလားမြတ်စွာဘုရားရှင်ရဲ့ဆုံးမတိုင်းတို့လိုက်လိုက်ကြင်ကြံနေထိုင်ရလို့တို့ဘယ်သူနဲ့မှမပြိုင်ဘူးကိုပဲမနေ့ကထက်ငါပိုကောင်းလားဆိုတဲ့အကျင့်ကြံကိုတို့ကြိုးစားလို့ကြင်ကြံတယ်ပေါ့ဟုတ်တယ်မလားအဲ့ဒါကိုကြည့်လိုက်လို့ရှိရင်တို့မြတ်စွာဘုရားရှင်ဒီဘက်ဘုရားဖြစ်ကနေမှာပေါ့လေတိတ္တဘုရားတိတ္တမင်းနာဘဝမှာကလေးတစ်ပါးပေါ့လေဖေကလက်ထုံသွားတယ်ဆိုတော့ဘုရင်ဆိုတော့လက်ထုံတဲ့ခါကျတော့ဟာလဲတို့ဟာလဲဒီနန်းတော်ဝင်စကားနဲ့ပြောတော့လက်ထုံမင်္ဂလာဆိုပြီးဟုတ်တယ်မလားအဲ့ဒါမင်္ဂလာဆိုတော့ကလေးတစ်ပါးဖေလက်ထုံတဲ့ခါကျလိုက်သွားတော့အဲ့တော့လည်းကဟိုစောဒီဆောင်မောတဲ့ခါကျတော့ဘာလုပ်လဲအဲ့တစ်ပင်ရိပ်လေးဒီကောင်တစ်ခုမှတွားပြီးတော့တင်လျင်ပြေထားပြီးတော့ဒီမှာတရားထိုင်လိုက်တာပထမဇန်သမာဓိကိုပထမဇန်သမာဓိနဲ့ဒီမှာလူတိုင်းကြားလို့နော်
လေထုံမင်္ဂလာမှာတပင်လေးဒီမှာတို့ဖျားလောင်းတိကျတာမင်းသားကဒီမှာဒီပထမဇန်တမာတိကိုထူထောင်ပြီးတော့တရားထိုင်တာပေါ့လေဒီပထမဇန်တမာတိဆိုတော့အာနာပါနပฏิဘာကနမိတ်ကိုပဲအခြေခံရတာပေါ့နော်ဒီပထမဇန်အင်္ဂါရ၅ပါးဆိုတာဝိတ္တဝိစာရပိဋိပိပါဣကကရဒါစာရပြောတာချုံညာဇန်ရတယ်လို့ရှိရင်ဒါတွေတိတ်ကျူးစရာမလိုဟုတ်တယ်မလားဒီလင်းအောင်ရပြီဆိုလို့ရှိရင်လင်းအောင်နမိတ်နဲ့ပေါ့လေဒီဆိုလိုတာတို့ဒီနေ့တို့စာရီစီလာတယ်ဘုံဘုံကလည်းတန်တွင်းလာဆိုတော့ဒီနေ့ဦးဇင်းမနေ့ကတော့ဦးဇင်းစိတ်အကြောင်းပြောရတော့လေပြောမှဆိုလို့ရှိရင်ဒီအာနာပါနကဦးဇင်းဘယ်သူကနေအဓိကရတယ်ဆိုတော့ဟိုမော်လန်ခောက်တော့ရပါလေတိမ်ကြီးမပြေးခင်ကလေးက2000နဲ့ပါလေ2000နဲ့2003ကလေးကတိမ်ကြီးမပြေးသေးဘူးဒီမှာဦးဇင်းခမဲတော်ဥကောင်ဘောကသူကအိမ်မှာတရားစခန်းရင်တဝင်းတယ်တဝင်းတဲ့ခါကျသူကတရမြင်စိတ်ဝင်စားလို့ဆိုတော့ပေါ့လေဒီကလေးကဦးဇင်းကအာနာပါနဒီကမ္မဋ္ဌာန်းကိုဦးဇင်းအတက်23 24ဒီမှာစတင်တွေ့ခဲ့တာပေါ့လေအဲ့ဒီတွေ့ခဲ့တဲ့ခါကျတော့ဦးဇင်းခမဲတော်နဲ့ဆက်ဆက်ပြီးတော့ဒီဦးဇင်းကအဘိဓမ္မာ9ကျမ်းကိုဖတ်တဲ့ခါကျတော့အဘိဓမ္မာ9ကျမ်းကို3ခါမြောက်ပြီးပွဲကြီးပဋ္ဌာန်းပွဲတော့မဟုတ်ဘူးပဋ္ဌာန်းတော့မဟုတ်ဘူးပဋ္ဌာန်းဆိုတာ3ရက်လောက်ဖတ်တယ်အဘိဓမ္မာ9ကျမ်း15ရက်ဖြစ်တော့ပေါ့ဒီဦးဇင်းဒါမတို့ရှာလေးတွေဦးဇင်းတွေဒီလိုကျမ်းမြောက်မျိုးနဲ့မရှိတဲ့ဘုရားကြီးမျိုးကိုတောင်းလိုက်မယ်ဆိုလို့ရှိရင်ဘုရားတို့ကျမ်းမြောက်ဘုရားကြီးစံနေတော်မူတဲ့ညာဘက်ချမ်းမှာပေါ့ယာဒနာကဟဆံရင်ဆိုပြီးသူကယာဒနာကဟဆံရင်ကိုခံပြီးတော့ဗိဓမာခွန်ကျမ်းကိုပူဇော်ဖို့အတွက်ယာဒနာကဟဆံရင်လေးပုံစံလောက်ထားတယ်။အဲနဲ့ကိုကဘယ်လိုလဲကိုကဗိဓမာခွန်ကျမ်းဖတ်ရတယ်ဆိုတော့ကိုကချစ်ချင်တဲ့တက်တွေကိုကြွားချင်တာပေါ့။ကြွားချင်တဲ့အခါကျဦးစင်းကဗီဒီယို recording လုပ်တော့ okay ခမဲတော်ဥပမာကိုကြွားတော့သူကတင်ကြီးတော့ပေါ့။သူကတိတ်ပြီးတော့လေးမမေးပါနဲ့ပြောတယ်အဲ့ဒီနေရာကဘုရားရဲ့ဘယ်နားမှာလဲပေါ့တခုဆိုလို့ရှိရင်စဉ်းစားလို့တော့ပြောင်းသူကဗာလေအဲ့ဒါစဉ်းစားရတယ်အဲ့ဒီပဋ္ဌာန်းဗိဓမာကုကျမ်းပူဇော်ရညာဘယ်နေရာမှာလဲလို့သူကဆိုလို့လားအဲ့ရဟန္တာမဟာဆိုင်ကိုဥစ္စာဘာမှမြင်ပြီးလဲဆိုတော့ကိုဝိမတိုင်နေဒီရှေကုံစီရောရဲ့ပရုံပြမှာပေါ့ပြည့်စင်ရမှာဥစဉ်ရဟန္တာမဟာဆိုင်ကိုဥစဉ်မတိအဲ့ဒါလိုကျမ်းမြောက်ဖျားကြီးမှာဖန်သူတို့အဲ့လိုမျိုးဖန်တီးထားလို့ပဲပေါ့ဒါနာဂါဟဆိုင်ဆိုတာဥစဉ်တွေ့တယ်ပေါ့အခုမှနောက်မှဥစဉ်စဉ်းစားတော့ဒါသူတို့မြတ်စွာဘုရားရှင်ဗိဓမာခွန်ကျမ်းကိုဗာလဲဆင်ញင်တော်မူတဲ့ယတနာဂါဟဆိုင်လားဆိုဥစဉ်နောက်မှဆက်ဆက်တော့တွေ့ခေါ်တက်သွားတယ်နော်အဲ့ဒါတော့ဒါတို့ဥစဉ်ဗာလဲဆက်ဆက်မိလို့ပြောပြတာပေါ့လေဥစဉ်ခမဲတော့လည်းကျေးဇူးရှိတယ်ပေါ့လေသူကြအာနာပါနကမ္မထံကိုအားထုတ်ရတယ်နောက်ပြီးတော့အဲ့ဒါနဲ့ဆက်ဆက်တော့ဗိဓမာတွေလေ့လာတင်ခွင့်ရတာပေါ့လေဒီလိုမျိုးကတို့အာနာပါနတတိကမ္မထံနဲ့ဆက်ဆက်တော့အဲ့နဲ့မိသားစုကြောင့်ရှောက်တယ်ဟုတ်ပြီတို့ဒီဦးတင်သွားမနေ့ကဆိုလို့ရှိရင်စိတ်ဒီနေ့ကတော့စေတသိက်ပိုင်းကိုသွားမှာပေါ့လေစေတသိက်ပိုင်းပြည့်တယ်ဆိုလို့ရှိရင်ဘလို့ပြန်တောင်းများများအပြည့်တဲ့ခါကျတော့မိမိတို့ရဲ့စိတ်မှာဖြစ်တဲ့သဘောတွေမိမိတို့တရားခံရခါကျတော့စိတ်ကလေးကကြည်လင်တန့်ရှင်းပြီးတော့ပါလေဘလို့ပျော်တော့လို့တရားအထုရကြည်လင်နဲ့ဘလို့ကုလူစိတ်မှာပျော်မွေ့နေတဲ့ခါကျတော့အဲ့ဒါတွေတောကနာစေတသိက်ဆိုတာရှိတယ်ပေါ့လေဒီနေ့အဲ့ဒါနဲ့ဆက်ဆက်တော့ဦးဇင်းဘုဒ္ဓတာဖြစ်အာနာပါနအလုပ်ပေးပေါ့လေတရားနဲ့ဆက်ဆက်တော့ဘုမိရဲ့ဖြစ်မှုဘောတည်တယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်နာမတရားထိုင်တဲ့ခါကျလို့ရှိရင်အာနာပါနတတိကမ္မထံကြောင့်စိတ်ကလေးတည်ငြိမ်ပြီးတော့တန့်ရှင်းလို့จิตတရာနေရတာပေါ့လေဒါဥစဉ်ပြောတတ်တယ်လို့ပြောတာပေါ့နော်ကိုကမှန်တိုင်းမှန်ကန်လို့ရှိရင်ဝါရောရမထင်တယ်မဟုတ်ဘူးဘုံခိမာလို့ဆိုလို့ရှိရင်တက်လက်ကြည့်ပြီးနောက်တော့တွေ့ကြုံနဲ့ရှိတယ်ပြောဆိုဆက်ဆံတတ်တယ်အများနဲ့ပြောဆိုဆက်ဆံတတ်တာကမေတ္တာများကိုခြေခံပြီးတော့မှပြောဆိုဆက်ဆံရတာဟုတ်တယ်မလားဦးဇင်းတို့ကနုတယ်ပေါ့လေအဲကြောင့်ကိုကသူ့ဗာလဲပြောမှလို့ရှိရင်ချို့တရားကာမတွေအဲ့နေတဲ့ကတိငန်းစာပူတိုင်းလောက်တာသူနဲ့နှောင်းနဲ့ဘယ်လိုလုပ်လဲဆိုတော့သူတို့အားမှဆိုတော့ဝရိယရှိတယ်ဖြတ်ဆက်တယ်ရှိတယ်သူတို့ကိုယ်တိုင်လောက်တာနောက်ဝိရိယနဲ့ပေါင်းတယ်နောက်တရားဓမ္မကိုကြည်ကြူးစားအားထုတ်တဲ့ခါကျတော့သူတို့ကြည့်လိုက်ရှင်းရှင်းလင်းလင်းဖြတ်လက်နဲ့နော်ဒါလည်းတကယ်လို့ဦးဇင်းတော်မကတကယ်လို့ကိုကဒီဘုံကြောင့်မှဆက်နေမယ်လို့ရှိရင်ဘာလို့ရမလဲမေးစရာမလိုသူနာတာကတ်နေအမြင်မတော်တာတွေတောက်လို့တယ်သူတကယ်ကျိုးရှိတယ်နောက်ဆုံးပညာတွေလည်းရတယ်ဒါတော့ပြီးတော့ကြံပေးတော့ပေါ့နော်ဆရာလို့တော့မဟုတ်ဘူးနော်
ဒီစိတ်ဆိုတာကအာယုံကိုတိတက်တဲ့ဘောလေစေအာယုံကိုတိတက်တဲ့ဘောတဲ့စိတ်ချင်း80ရှိတယ်စိတ်ကြီး120ပါးရှိတယ်ဒီကနေ့ကျတော့စေတသိက်ပိုင်းကိုသင်ဘုဒ္ဓရာကိုသင်ညှဝေပါမှာပါလေစေတသိက်ဆိုတာကဒါကြရင်တို့ဝိတ္တဝိစာရပိဋိဒုက္ခဧကဂရပြီးဒါတွေနဲ့စေတသိက်မှာပါတယ်စေတသိက်ရဲ့သဘောစေတသိက်52ပါးရှိစေတသိက်ကစိတ်နဲ့တူဖြစ်တယ်စိတ်နဲ့တူချုပ်တယ်နောက်တော့စိတ်နဲ့တူတော့အာယုံရှိတယ်နောက်တော့စိတ်ယူတဲ့အာယုံစိတ်နဲ့တူတော့မြာဝတ္ထုရှိတယ်စိတ်ယူတဲ့အာယုံပဲသူကလိုက်ယူတယ်စိတ်နဲ့တူဖြစ်တယ်စိတ်နဲ့တူချုပ်တယ်စိတ်နဲ့တူတော့မြာဝတ္ထုရှိတယ်စိတ်ယူတော့အာယုံပဲလိုက်ယူတယ်စေတသိက်ရဲ့အင်္ဂါရက်တွေကအဲ့မှာပြောမှဆိုလို့ရှိရင်ဘာလဲစေတသိက်52ပါးမှာအညတမန်စေတသိက်73ပါးဆိုတာရှိတယ်အကုသိုလ်စေတသိက်14ပါးဆိုတာရှိတယ်တောပနာစေတသိက်25ပါးဆိုတာရှိတယ်အမှဒီအညတမန်စေတသိက်ဆိုတာကကောင်းဆုံးနှစ်ကတန်ခတိုင်းနဲ့အညတမပိရတာသူကဘာလဲဆိုတော့စိတ်တွေကသူကအဲ့ဒီစိတ်ကကောင်းဆုံးသူကအဲ့ဒီစိတ်ဖြစ်တိုင်းဖြစ်တယ်နောက်တော့တပ္ပစိတ္တတာဒရဏအဲ့ဒီအညတမန်စေတသိက်မှာတပ္ပစိတ္တတာဒရဏစေတသိက်9ပါးနဲ့ပကိန်းစေတသိက်6ပါးဆိုတာရှိတော်တယ်ဦးဇင်းမနိုင်ခံရလို့ရှိရင်ကိုကစကားပြောတာဆရာတော်ကြီးလိုမညံ့ညောဘူးပေါ့ဟုတ်လားဆရာတော်ကြီးကတော့မညံ့ညောနေတယ်လို့ပါလေဒီတိုင်းနာဆိုတော့ဦးဇင်းကဗမာစကားကိုကြိုးစားပြီးတော့တင်ယူလေးလာတော့ပြန်ပြောရတဲ့ခါကျတော့နော်အဲ့ဒါလေးနည်းနည်းရှိတော့တို့တော့လည်းအဲ့ပြောနေဆိုလို့ရှိရင်တို့ကဗမာစကားကိုတိုင်းရင်ကြောက်တတ်နေတယ်ပေါ့နော်အဲ့တမစိတ္တတာဒရဏစေတသိက်9ပါးရေပကိန်းစေတသိက်6ပါးရေအဲ့ဒါကိုပညာတမန်စေတသိက်73ပါးလို့ပြောတယ်နော်တပ္ပစိတ္တတာဒရဏစေတသိက်9ပါးဆိုတာကစိတ်ဆိုင်ကြီးကဝင်ဝိဓမာစာအုပ်ကိုယူပြီးတော့စိတ်ပိုင်းကိုနှံလိုက်ကြရတယ်စိတ်ပိုင်းကိုနှံပြီးတော့စေတသိက်ပိုင်းကိုနှံတယ်စေတသိက်ပိုင်းကိုနှံတယ်တပ္ပစိတ္တတာဒရဏစေတသိက်9ပါးဆိုလို့ရှိရင်သူကဖက်ဝေတင်စေအေဇီမနာဣတ္တတပ္ပစိတ်တိုင်းဖြစ်တယ်ဖတ်ပြောမှဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ပွင့်ထွန်းလာတော်မူလို့သူဒီတောင်းတရားကိုသိရတာပါလေသိရတဲ့အခါကျတော့ဖတ်ဝေတင်စေအေဇီမနာဣတ္တဆိုတာကဖတ်တာဝေဒနာပညာစေတနာဧကဂရဇိဝိတ္တတွေမနတိကာနာတဲ့အဲ့ဒီစေတသိက်တွေကစိတ်ဖြစ်တိုင်းပါဝင်ရတယ်တဲ့ဖတ်တာဆိုတာဘာလို့ပြောတယ်လဲဆိုတော့အာယုံကိုထိတွေ့ခြင်းတော့ကြားဘူးတယ်နော်ကြားဘူးတယ်တိုင်းကြားဘူးဘုရားဘာသာဒီစကလုံးနဲ့ဒီနိဗ္ဗာန်ဖတ်တာဆိုတာအာယုံကိုထိတွေ့ခြင်းတော့နောက်တော့ဝေဒနာဆိုတာကအာယုံကိုခံစားခြင်းတော့ပညာဆိုတာကမှတ်သားခြင်းတော့နော်စေတနာဆိုတာကစိတ်စောတိုက်တွန်းခြင်းတော့ဧကဂရဆိုတာဒုတိယတခုတည်းသောအာယုံမှာစိုက်ဝင်တည်တံ့ခြင်းတော့နောက်တော့ဇီဝိတ္တန္တရေဇီဝိတ္တန္တရေဆိုတာဇီဝိတိဣန္ဒြေဇီဝိဆိုတာအတက်တိဆိုတာတုံးဣန္ဒြေအင်ကြီးဆိုတာအင်ကြီးကိုပြောတာပါစိတ်အတက်စိတ်တက်ခဏတုံးရက်ဆိုတာရှိတယ်ဖြစ်ပြီးတရားလို့ပြောတာရုပ်တက်က18ချက်ကြားဘူးလားလို့ဒီလိုအပြီးမှဆက်လက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အထောက်အကူဖြစ်အောင်ဒီဒါဉာဏ်ဖွင့်ပေးတယ်ပေါ့လေအဲဇီဝိတ္တန္တရေဆိုတာစိတ်အတက်လို့ပြောတာနော်အဲနောက်တော့မနတိကာရဆိုတာနှလုံးသွင်းတယ်အဲ့ဒါကိုတပ္ပစိတ္တတာဒရဏစေတသိက်9ပါးလို့ပြောတယ်နော်ဖဝေတင်စေအေဇီမနာဣတ္တတပ္ပစိတ်တိုင်းဖြစ်တဲ့နောက်တော့ပကိန်းစေတသိက်6ပါးပကိန်းဆိုတဲ့အတိုင်းရုံပြုံပါတဲ့ခါပါတယ်မပါတဲ့ခါမပါဘူးပါတဲ့ခါကျတော့ဝိတ္တဥစ္စာကြားဘူးတယ်ဝိစာရကြားဘူးတယ်အဒီမောက္ခကတော့အာယုကိုဆုံးဖြတ်တာဝိတ္တဆိုတာကအာယုကိုပြင်ပေးတယ်ဝိစာရဆိုတာအာယုကိုတုံ့တက်တယ်အဒီမောက္ခဆိုတာအာယုကိုဆုံးဖြတ်ပေးတယ်ဝိရိယဒါဝိရိယဆိုတော့သိပြီလားနော်ဝိရိယဆိုပီတိဆိုတာကျင့်နဲ့တက်တာတုံးလက်တာဝေဒနာလို့ပြောရတယ်နော်ဒါပီတိဆိုတာပီတိဆိုတာစေတသိက်ဆန္ဒဆိုတာအင်းတို့ဒီဇိုင်းရဆိုတော့ဆန္ဒဆိုတာလူချင်းတက်မှတ်မှုလို့ပေါ့နော်ဆန္ဒဆိုတာကလူချင်းဆန္ဒလို့သူမြန်မာလိုသိတယ်ပေါ့လေလူချင်းတက်မှတ်မှုတောက်လို့ပကိန်းစေတသိက်6ပါးဝိတ္တဝိစာရအဒီမောက္ခဝိရိယပီတိဆန္ဒ
အာယုံကိုတင်လေးတယ်အာယုံခံစားတယ်အာယုံဆုံးဖြတ်တယ်အဲ့ဒီအာယုံကိုဝိရိယနဲ့ကြည့်တယ်နောက်တော့ပိဋိကျင့်နဲ့တက်တယ်ဆန္ဒအဲ့ဒါကိုပကိန်းစေတရိတ်6ပါးလို့ပြောတယ်ခဏတပတ်စိတ္တသာသနာစေတရိတ်9ပါးနဲ့ဒီပကိန်းစေတရိတ်6ပါးကိုတို့အညတမန်စေတရိတ်လို့ပြောတယ်အညတမန်ဆိုတာကောင်းတာလည်းပါတယ်ဆိုးတာလည်းပါတယ်ဘာကြောင့်ကောင်းတာလည်းပါတယ်ဆိုးတာလည်းပါတယ်ဆိုတော့အကုသိုလ်ဖြစ်တယ်ကုသိုလ်ဖြစ်တယ်အစိတ်တွေဖြစ်တယ်ပေါ့လေအခုတမစိတ္တသာရဏစေတရိတ်9ပါးတော့သူအမြဲတမ်းဖြစ်တယ်ပကိန်းစေတရိတ်ကတစ်ခါတလေပါတယ်တစ်ခါတလေမပါဘူးဥစ္စာဆိုတာဘောပေါက်တာနော်ဒါကိုအညတမန်စေတရိတ်73ပါးလို့ပြောတယ်နော်နောက်တော့မောစတုတ်လေးအကုသိုလ်စေတရိတ်က14ပါးရှိအဲ့မှာဒုက္ခလေးပဲပေါ့လေဒေါရမူလို့ပြောတယ်ဆိုရှင်ဒါစိတ်လို့ပြရဒေါရလို့ပြောလို့ရှင်စေတရိတ်လို့ပြရစေတရိတ်ရဲ့အင်္ဂါရပ်တွေကစိတ်နဲ့တူဖြစ်တယ်စိတ်နဲ့တူချုပ်တယ်စိတ်နဲ့တူတော့အာရုံရှိတယ်စိတ်နဲ့တူတော့မရဘူးရှိတယ်စိတ်ယူတော့အာရုံပဲလိုက်ယူရတယ်သူပြောရှင်းတာတော့ပေါ့လားနောက်တော့စိတ်နဲ့စိတ်ကလေးပေါင်းမှလာနိုင်အာရုံကိုလိုက်ပြီးကြည့်တဲ့ဆိုတော့ဥစဉ်ထက်ကပြောပြီးနော်ဒါပို့ပြီးတော့ရှင်းတော့ဟုတ်တယ်မလားနော်အဲ့ဒါကိုစတောင်းမှလို့ရှိရင်အကုသိုလ်စေတရိတ်14ပါးမောစတုတ်4ပါးမောဟဟိရိကအနုတ္တပဥဒိစ္စမောဟဆိုတာကအာယုံရဲ့သဘောမှန်ကိုမသိတာဘာပြောတာအာယုံရဲ့သဘောမှန်မသိတာအဟိရိကသိလားအကုသိုလ်ပြုလို့ရမှာမရှက်တာအနုတ္တပဆိုတာအကုသိုလ်ပြုရမှာအကြောက်တာဥဒိစ္စဆိုတာကစိတ်ပြန်နေတာနော်အဲ့ဒါမောစတုအကုသိုလ်စိတ်14ပါးထဲမှာမောစတုလို့ရှိရင်မောဟအဟိရိကအနုတ္တပဥဒိစ္စအကုသိုလ်စိတ်ဖြစ်တိုင်းအဲ့ဒီမောဟအဟိရိကအနုတ္တပဥဒိစ္စပါတယ်မောဟဆိုတာအကုသိုလ်စိတ်ဖြစ်ပြီးဆိုလို့ရှိရင်မောဟအာယုံရဲ့သဘောမှန်ကိုမကြည့်တော့ဘူးအဟိရိကမရှက်တော့ဘူးအနုတ္တပမကြောက်တော့ဘူးဥဒိစ္စစိတ်တွေကပြန့်နေသွားရောတဲ့ဟုတ်လားနောက်တော့လောတတိတုံးမှာဆိုတာလောဘဆိုတာဘာပြောတာလိုချင်တတ်မှတ်မှုနော်ဒိဋ္ဌိဆိုတာအမြင်မှားမှုမာနဆိုတာထောင်မှားမှုအဲ့ဒါကိုလောတတိတုံးမှာတဲ့နောက်တော့ဒေါစတုတ်၄ပါးဒေါဒအိတ်တာမစ္စရိယကောကုစာဒေါဒဖြစ်ဆိုလို့ရှိရင်ခက်ခက်ကျန်းတာလေအိတ်တာဆိုတာကဒီဘာပစ္စည်းစာကိုမနာလို့မရှိစိတ်ဖြစ်တာပါလေအိတ်တာဆိုတာကမနာလို့လားမရှိစိတ်ဖြစ်တာနော်အိတ်တာကိုဘယ်လိုသိတယ်မနာလို့လားဟုတ်တယ်မှန်တယ်နော်မစ္စရိယဆိုတာကမိမိရဲ့ပစ္စည်းကိုပြုတ်ဝတ်တာနော်ဒီဘာမသိစေချင်တာကောကုစာဆိုတာကနောင်နာတတ်တယ်ဥပ္ပန္နတာပေါ့နော်အခုတို့ဖြစ်ပြီးဆိုလို့ရှိရင်မပြုလို့ပြင်ပြုလို့ခက်တဲ့ဟာကိုပြုလို့မသွားပြီးဆိုလို့ရှိရင်နောင်နာတတ်တယ်ရနေတတ်တယ်နော်အဆုံးတရိဆိုတော့ဌိနဒါဌိနကိုပြောမှဆိုလို့ရှိရင်စိတ်မှုနိုင်အစိုးမရတာနောက်တော့မိတ်ကစေတရိတ်မှုနိုင်အစိုးမရတာဝိသိကိစ္စယုံမှားတရားဖြစ်တာဌိနမိတ်ကဝိသိကိစ္စအဲ့ဒါကိုတို့ဒီပေါင်းလိုက်မှဆိုလို့ရှိရင်အကုသိုလ်စေတရိတ်14ပါးရတယ်ဒီစိတ်ဓာတ်နိယာမကမ္မနိယာမရပြောမှဆိုရှင်တို့ဘုရားရှင်လက်ထက်ကရာဇဝကားတွေကိုကွပ်မြက်ရတဲ့ဒီဘင်းမိမှုတန်တယောက်တော့မိမှုတန်တယောက်ရှိသူကတက်ကြည့်လာတဲ့အခါကျတော့ဘယ်လိုပြောမလဲဘင်းကကြည့်လိုက်တယ်တိတ်တော့အာဟုလို့မရတဲ့အခါကျတော့ရာဇဝကားတွေကိုကွပ်မြက်ရတဲ့ဒီအဖိုးကြီးကလည်းငိမ့်စားယူလိုက်တဲ့အခါကျတော့အဲ့ဒါနဲ့သူကစဉ်းစားငင်းသားကြီးဆိုဘင်းကအဲ့ဒါပတ်စံထုတ်ပြီးတော့အဲ့ဒါစဉ်းစားဆိုဒီနေ့တော့ငနာနေနေအဲ့ဒါနဲ့ဒီကောင်းပုံချက်ပြုတ်စားတော့အောင်ပေါ့လေအဲ့ချက်တာပြုတ်ထားတော့အဲ့လက်စိတ်ကရေတချိုးတယ်ဒီချက်ရေတချိုးတဲ့သူ့ရဲ့ကုလိုကံလည်းအင်းဒီပါမှာသူကဟောလေတေးရမယ်တန်တာပါလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒါနဲ့ဒီရှင်သာရိပုတ္တရာကဒီမှာသူရေချိုးပြီးတော့ထင်းစားခင်ကကြွလာကဲလူဘုရားရှင်ပွင့်တော်မူတဲ့ခိုင်ပေါ်လေဒီလိုအရှင်ကောင်းရှင်မြတ်ကိုငါစားမဲ့ဆုံးရည်ငါပုံတူလိုက်မယ်ဆိုပြီးသူကသူစားမဲ့ဆုံးရည်သူစားမဲ့ခဲပွဲကြီးစားတော့ခွေရတယ်အကုန်လုံးတူလိုက်ပြီးတော့ဘာဖြစ်တယ်ဆိုတော့သူကအဲ့ဒီနေ့မှာပဲဒီ
ကံကုန်သွားတော့လေကိုရင်သွားတဲ့ခါကျတော့သူ့မာရိပုံမှာနတ်သားပဲဖြစ်တယ်နတ်သားပဲဖြစ်တယ်ဆိုတော့သူ့ရဲ့ဘဝစကြောင်းကိုပြန်ကြည့်နေတယ်ဆိုလို့ရှိရင်သူကအမတန်မှရုပ်စုပြီးတော့ကြောက်လို့ပါအောင်ဆိုတော့သူ့ကိုကြောက်တဲ့ခါကျဘယ်သူမှအလုံးမပေးချင်တော့အဲ့ဒါနဲ့ဒီမှာဘုရားရှင်လက်ထက်ကအဲ့မှာကိုစိုးတောင်းရနေတဲ့လူစု2000ရှိတဲ့ခါကျသူကဘယ်လိုလဲအဲ့ဒီတခိုးလေးစီသွားတယ်ဗျတခိုးဓမြတွေစီသွားတော့သူ့ကိုကြည့်ပြီးတော့တခိုးဓမြတွေကတော့သူ့ကိုကြည့်တော့ကြောက်လာတဲ့ခါကျတော့ဘယ်လိုလဲကျွန်တော်လုပ်ပြပါဦးလေကျွန်တော်များလို့ခိုင်းတာအကုန်လုံးမယ်ဆိုတော့အဲ့ဒါနဲ့ဗာပြောလဲဆိုတော့ဒုမသူ့ကိုအလုံးမခိုင်းဘူးကြောက်တယ်အဲ့ဒါနောက်ဆုံးဒီပိုင်ဒီခေါင်းဆောင်ကြီးကတော့သူ့ကိုအလုံးမရှိအဲ့ဒါနဲ့ခေါင်းဆောင်ရဲ့တပည့်ကဘာလို့အကျဉ်းလဲပြောတယ်ဆိုတော့တခင်ကြီးရဲ့သူ့ကိုခေါ်လာလိုက်ဒီလိုအကြောင်းကိစ္စတစ်ခုကပြီးတော့ကျွန်တော်မျိုးတို့ပါတယ်မင်းပြစ်မင်းတိုင်ကြားတယ်ရှိသူ့ကိုပြင်ပါလဲအစားထိုးလိုက်တယ်အဲ့နဲ့ခေါ်လာလိုက်တဲ့အခါကျတော့တနည်းတိုင်းပြည်မှာဘီရင်ကဘာလို့လဲတိုင်းပြည်ကိုဘယ်လိုတခိုးတမြားတွေတောင်းရနေတဲ့အခါကျတော့အကုန်တခိုးတမြားတွေအကုန်လိုက်ဖမ်းဆီးတော့ပါလေဖမ်းဆီးတဲ့အခါကျတော့ဘာလဲဆိုတော့ဒီ2000ရောခဏကရွှေစုနဲ့ပုတ်ပဒီဘာလဲရောက်လို့ဖမ်းမိလာတဲ့အခါကျတော့တဲ့လောက်စုနေတဲ့ကောင်တွေကွာအကုန်ကွက်မြက်ပဲဆိုတော့ဒီကွက်မြက်ပဲတောင်းကိုဘယ်လိုယူမလဲဆိုတော့အဲ့ဒါနဲ့လိုက်ရှာဘွား2000ဆိုတော့ပြောင်းမတက်ရဲဆိုတော့အဲ့ဒါနဲ့ခဏရွှေစုနဲ့သူမမှုတမ်းပဲလေမင်းတက်ရဲလားဆိုတော့အဲ့ဒီမှာသူကတက်ရဲဆိုသူမျိုးနော်ဒီနော်သူတို့သူများကိုကြောက်ချဖို့ဒီကသူပြန်တက်ခံရတယ်နော်အဲ့ကဲဒါဆိုလို့ရှိရင်မင်းကိုရာဇဝတ်သားတဲ့ကမျက်နဲ့မင်းမှုတမ်းအရာမှာထားတော့အဲ့ဒါနဲ့သူကဘာလဲမင်းမှုတမ်းအဲ့ဒီရာဇဝတ်သားကမျက်နဲ့မင်းမှုတမ်းရာလို့ရစိတ်ဓာတ်နေရာမှာပြန်မနေရာမှာသူကအကုသိုလ်လုပ်တယ်လို့တော့လည်းပဲဒီကုသိုလ်ကောင်းမှုကအနိကလည်းကြိုးပေးပါဥစဉ်ရောတော့ပါဘူးနော်အဲ့ပဋ္ဌာန်းနဲ့ပြောမှဆိုလို့ရှိရင်ဘာလဲဒီအကုသလတ္တဓမ္မတာဘာဒီကုသိုလ်ကနေအကုသိုလ်ကနေကုသိုလ်ဖြစ်သွားတယ်ဥစဉ်ရောတော့ပါဘူးနော်အကုသိုလ်ကနေကုသိုလ်ဖြစ်တာဟိုတနေ့ဥစဉ်ပါလို့ရွတ်ဆိုပြရတယ်အဲ့ဒါတော့ပါဘူးနော်ဒါဥစဉ်ဘုဒ္ဓအရာပြောပြတာပါခုအကုသိုလ်စိတ္တိ14ပါးပေါ့လေခဏကမောဟအယရိကအနတ္တပဩဒိစ္စလောဘဒိဋ္ဌိမာနဒေါသအိတ်တာမစ္စရိယကောကုသခိနာမိတာမစ္စကိစ္စအရင်ကတော့ဒါအကုန်လုံးလို့ရတယ်ဘယ်တော့လည်းပဲတရားဟောတဲ့ခါကျတော့ကိုကတွေးကြုံရှိတဲ့ခါကျတော့မေ့သွားရင်ဆက်ဆက်လို့တွေးခေါ်လို့မရတော့အဲဒါကြောင့်ဒီကမှတ်လို့ယူလာခဲ့ရတယ်နော်အဲ့ဒါလေးအဲ့ဒါနဲ့တို့ဒါဆိုလို့ရှိရင်ဒီအညတမန်စိတ္တိ73ပါးနဲ့အကုသိုလ်စိတ္တိ14ပါးပေါင်းဆိုရင်ဘယ်လောက်ရလဲ29ပါးနော်ဟုတ်ပြီ29ပါးတို့တောပနာစိတ္တိ25ပါးကိုသွားရအောင်တောပနာစိတ္တိ25ပါးကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့မှာတောပနာစိတ္တိတောပနာတာရဏစိတ္တိ19ပါးဆိုတာရှိတယ်ဒီကုသိုလ်ကောင်းမှုတွေဆိုတဲ့စိတ်တိုင်းအဲ့ဒီစိတ်စိတ္တိ19ပါးပါတယ်သူကတရားကုသိုလ်ကောင်းမှု၌ဘုရားကုသိုလ်ကောင်းမှု၌ဘုရားပေါ်၌ယုံကြည်မှုနောက်တော့တရားတတိဣရိဥတ္တပအလောဘအဒေါဒတတရမစ္စတတအဒေါဒဆိုတာဦးဇင်းတို့မေတ္တာကိုပြောတာဒီမှာဆိုလို့ရှိရင်အလောဘအဒေါဒပြောမှဆိုလို့တတရမစ္စတတဆိုတော့လောဘဒေါဒမောဟပေါ့လေတတရမစ္စတတကိုဦးဇင်းတို့ဘာသာပြန်လို့ဆိုလို့ရှိရင်အမောဟပေါ့လေအမောဟဆိုတာမတွေ့ဘူးပေါ့လေတတရမစ္စတဆိုတာဒီစိတ်တိတ်မှာတော့သူ့ကိုအမောဟကိုတတရမစ္စတတလို့ပြောတယ်ဒီတောပဒသာသနာစိတ္တိ19ပါးကတတ္တာတတိဟိရိဥတ္တပအလောဘအဒေါဒတတရမစ္စတတတရားဆိုတာဘုရားတန်ခါပေါ်မှာယုံကြည်တာတတိဆိုတာကတို့အာနာပါနတတိဝင်နဲ့ဖက်လေးမှာတတိကလေးနဲ့အကုသိုလ်စိတ်မဖြစ်အောင်ရှုတာဟိရိဆိုတာမကောင်းမှုပြရမှာကြောက်တာဥတ္တပဆိုတာမကောင်းမှုပြရမှာကြောက်တာအလောဘဆိုတာမကောင်းမှုကုန်နေ၌ဗာမလို့ခြင်းမတတ်မှတ်တာအဒေါဒဆိုတာတို့ဒေါဒမဖြစ်တဲ့အလုံးပေါ်မှာမေတ္တာထားတာကိုပါတိလာဆောက်ယူတဲ့ခါကြတော့နောက်ဆုံးကတိညုံတော်တော်ဝါကောင်းလို့ဒီဉာဏ်ပညာပါစေကုန်တည်းသိစင်ကိညာပါစေကုန်တည်းကိုစင်ကိညာပါစေကုန်တည်းဆိုပြီးလို့မေတ္တာပို့တယ်နော်တရမစ္စတာဆိုတာကအမောဟမတွေ့ဝေတာအလေလက်ဖြစ်ခြင်းသဘောဒါကိုသိရမှာပေါ့နော်နောက်ကာယပတ္တိတရားထိုင်တဲ့ခါကျတော့စိတ်ကလေးတန်ရှင်းကြည်လင်လာတယ်
အဲ့ဒါမှာကာယပတ္တိနမရှိကကာယပတ္တိစေတသိက်တို့ဤငြိမ်းအေးခြင်းစိတ်တပတ္တိစိတ်ဤငြိမ်းအေးခြင်းတို့တရားထိုင်တဲ့ခါကျတို့ဒါတွေတော့မသိဘူးလေစိတ်ကအေးတန်ရှင်းကြည်လင်ကညီလို့ထိုင်လို့ကောင်းလိုက်တာဘယ်လိုမှအပြင်ကိလေသာအာယုန်လည်းမဝင်ဘူးပေါ့လေကာယပတ္တိစိတ်တပတ္တိကာယပတ္တိဆိုတာကစေတသိက်တို့ဤငြိမ်းအေးခြင်းစိတ်တပတ္တိဆိုတာကစိတ်ဤငြိမ်းအေးခြင်းအဲ့လိုမျိုးရှိတာပေါ့လေနောက်ကာယမဟုတာစိတ်တွေကစေတသိက်တွေကပေါ်ပါနေတာစိတ်တလဟုတာစိတ်တွေကပေါ်ပါနေတာနောက်ကာယမုဒိတာစေတသိက်တွေကနူးညံ့တိမ်မွေ့နေတာနောက်စိတ်တမုဒိတာစိတ်တွေကနူးညံ့တိမ်မွေ့နေတာကာယကံညတ်တာဟုတ်တယ်စေတသိက်တွေကခံညာခြင်းသဘောပေါ့လေတရားထိုင်တဲ့ခါကျတော့ဒီကမ္မထာအာယုန်ထဲမှာညှိနေတဲ့ခါကျတော့เนาะအဲ့လိုစိတ်မျိုးတွေဖြစ်တယ်စိတ်တကံညတ်တာစိတ်ရဲ့ခံညာခြင်းသဘောတွေဖြစ်တယ်အမျိုးကာယပါဂုညတာကာယပါဂုညတာဆိုတာကကုသိုလ်ကောင်းမှု၌စေတသိက်တွေလေ့လာနိုင်ခြင်းသဘောဥစ္စာဆိုတာသဘောပေါက်လားဒီလိုတရားထိုင်တယ်ဒီလိုခုနှစ်ရက်တတိဒီလာတွေစောင့်ကြည့်တာလေကမ္မထာနဲ့အားထုတ်တဲ့ခါကျတော့အပြင်ကိလေသာအာယုန်တွေမဝင်တဲ့ခါကျတော့ဒုကာယပါဂုညတာဆိုတာကုသိုလ်ကောင်းမှု၌စေတသိက်တို့လေ့လာနိုင်ခြင်းသဘောအဲ့ဒါလေးဒုဒရဏဖြစ်နေတယ်ပေါ့လေစိတ်တပါဂုညတာနောက်တော့စိတ်ရဲ့ကုသိုလ်ကောင်းမှု၌စိတ်တွေလေ့လာနိုင်ခြင်းသဘောနောက်တော့ဇုကတာကာယဇုကတာဒါစေတသိက်တွေရဲ့ဖြောင့်မတ်ခြင်းသဘောစိတ်တုဇုကတာစိတ်တွေရဲ့ဖြောင့်မတ်ခြင်းသဘောဒါအဲ့ဒါကိုတောပနာတာဒနာစေတသိက်19ပါးကိုပြောတယ်နောက်တော့ဝိတ္တိစေတသိက်3ပါးတမဝါစာတမကမ္မန္တာတမအာဇီဝဒါတွေကဒုတိပိတာနောက်တော့အပမညာစေတသိက်3ပါးကရုဏာမုဒိတာပိညိန္ဒြေကရုဏာဆိုတာကတဏှာဆရာကောင်းတဲ့တတ္တဝါကိုဒီတဏှာဆရာကောင်းတဲ့တတ္တဝါကိုအာယုပြုပြီးတော့ဒီတဏှာခင်းညာဖြစ်တာပေါ့လေဒါဒီတိုင်းဖြစ်တယ်ပေါ့ဟုတ်တယ်မလားနော်ကရုဏာမုဒိတာဆိုတာသူများချမ်းသာတာကိုပွားလို့ဝန္တာတာပေါ့ဝန္တာတယ်ဆိုတော့အင်္ဂလိပ်လိုပြောလို့ရှိရင်တော့ law of attraction ပေါ့လေ law of attraction ဆိုတာလောကကြီးမှာလေတို့လူပေါင်းကိုတိဆောက်ထားရဆိုတာကဒီ law of attraction ရှိမှလည်းဖြစ်တာတို့ခေါင်းကြီးကြောင်းမှဆိုလို့ရှိရင်တီလာနဲ့နေတဲ့ခါကျတော့တီလာနဲ့နေတဲ့ပုဂ္ဂိုလ်တွေကချမ်းသာလိုက်တာတို့လည်းအဲ့လိုမျိုးနေကြတယ်ဆိုပြီးအဲ့လိုမျိုးပေါ့လေဥစဉ်ပြောတာမုဒိတာအဲ့လိုမျိုးစိတ်ကြီးတယ်ဟုတ်တယ်မလားလူပေါင်းလောကမှာဆိုရှင်ဒါသာသနာပေါင်းလောကတယ်လူပေါင်းလောကထဲမှာနေတယ်ဆိုလို့ရှိရင်ဒီ law of attraction ကဒီဆက်ဆောင်မှုရှိပါလို့ဆိုတထေးဆိုလို့ရှိရင်တို့တွေတထေးလို့မဖြစ်ချင်ဘူးလားတထေးလို့တုံးနေတဲ့တထေးလို့စားခြင်းနဲ့တထေးလို့ကားကောင်းမစီးချင်ဘူးလားအေးအဲ့ဒါကိုတို့တမုဒိတာဖြစ်ဘူးလားအေးအဲ့ဒါကိုဘာလို့ဒီလူပေါင်းလောကဒီတိုင်းပဲတို့ဒီကုသိုလ်ကောင်းမှုတွေများလာတဲ့ခါကျတော့တို့ဒီ30ဘုံဖွဲ့စည်းပုံကရဲ့30ဘုံဖွဲ့စည်းပုံကဒီတိုင်းပဲတို့အဆင့်ကြီးမြင့်သွားဥစဉ်တော့တော့ပေါ့နော်အဲ့ဒါမုဒိတာမများပေါ့တစ်ဆင့်မြင့်တဲ့ခါနေအောင်နော်နောက်ပညာဣန္ဒြေကပညာနဲ့ဣန္ဒြေခဏကတို့ပညာတဏ္ဍစေတသိက်13ပါးကိုလည်းသိတယ်အကုသိုလ်စေတသိက်14ပါးကိုသိတယ်တောပနစေတသိက်24ပါးပေါ့လေအဲ့မှာသိတဲ့ခါကျတော့ကုသိုလ်ကောင်းမှု၌တောပနစေတသိက်တို့၏ဖြစ်တည်မှုကိုသိတယ်တဲ့နောက်ဆုံးစေတသိက်ကပညာဣန္ဒြေပညာပေါင်းဣန္ဒြေအဲ့ဒါဆိုလို့ရှိရင်တို့စေတသိက်52ပါးအကြောင်းဒီဘာလို့ဥစဉ်ဘုဒ္ဓပြပြောကြတာလဲဒီလောက်ဆိုဘောပေါက်လားနော်စိတ်ဆိုတာအာယုံတည်တဲ့တဲ့ဘောစေတသိက်ဆိုတာကစိတ်နဲ့ပြီးကြွယ်ပြီးတော့စိတ်ကိုချစ်တဲ့တဲ့ဘောစိတ်စေတသိက်နာအာယုံကိုကိုင်းမိပြီးတတ်တယ်ဒီကလုံးတော့ပြောတာမဟုတ်ဘူးဒီကျို့ကားကြီးဝယ်စီးတယ်ပေါ့ကားကြီးဝယ်စီးတဲ့ကားရဲ့တည်မှုအကုန်လုံးကိုမသိကားမောင်းတဲ့ဟုတ်တယ်မလားစီထက်ရင်ညဝိုင်းထက်တယ်ဟုတ်တယ်မလားတို့လည်းဆိုရှင်ခီးရောက်တယ်တို့တော့လည်းဒီမှာဖြစ်တည်မှုတွေကအများကြီးကားနဲ့ပတ်သက်ပြီးဥပဒေတွေရှိတယ်ဒီမောင်းလိုက်ရှိရအောင်ဒါလည်းတိတ်မတွေ့တော့ဘူးဒါဆိုတာဒါမျိုးပြောပြတာဆိုလို့ရှိရင်ကိုမိမှာဖြစ်တည်နေတဲ့တို့တရားထိုင်တဲ့ခါကျတော့ကိုယ့်ရဲ့ဖြစ်တည်မှုသိထားတယ်လို့ရှိရင်တရားအားထုတ်တာကလွယ်တော့မေးစရာမရှိလားအာနာပါနာတတိကမ္မဋ္ဌာန်းလုပ်ပြီးတရားဆိုတော့မေးခွန်းရှိရင်မေးလို့ရပါတယ်သူစဉ်ဖြစ်တဏ္ဍာတော့ကြိုးစားလို့တော့ဖြေပြပါမယ်အတို့မြန်မာလူတွေကတော့မမေးဘူးတော့နောက်တစ်စင်းတော့ဘယ်လိုပြောမလဲတို့ဘာလဲသုံးချောင်းလောက်လာပြီဆိုလို့ရှိရင်
စကားမပြောတဲ့လူနဲ့စကားပြောတဲ့လူနဲ့စကားမပြောတဲ့လူကပို့ပြီးတော့စွန့်ရင်ပြီးပါတယ်သူတရားစကားမပြောတဲ့သူတရားကိုသူဘာလဲကြိုးကြိုးစားအားထုတ်တယ်အားထုတ်တဲ့ခါကျတော့လည်းစကားပြောတဲ့လူကလည်းတရားထိုင်တဲ့ခါကျတော့သူပြောတဲ့စကားနဲ့ပဲသူတရားထိုင်တဲ့ခါကျတော့ဒီမှာသူ့အသွေးထဲမှာသူ့စကားနဲ့ပဲသူနဲ့တရားမရဘူးဟုတ်ဒါကိုသိလို့ရတယ်ပြောလိုက်တယ်ဒီဘာလဲဒီလိုဆိုရှင်ဘာလဲဥက္ကမာတို့နဲ့ဥက္ကမာရဲ့ပြည်မှုဒီတော့တို့တရားထိုင်တဲ့ခါကျတော့ဘလူးနဲ့မှစကားမပြောဘူးဘာလဲတို့ဘာလဲလားဒီစံဖုံမျိုးဆိုလို့ရှိရင်ကိုညာတရားထိုင်တော့တရားထိုင်တဲ့ခါကျတော့ဒီဘာလဲတို့တရားဝင်နှလုံးသွင်းရတဲ့ပေါ့လေတရားဝင်နှလုံးသွင်းတယ်ပေါ့တရားဝင်နှလုံးသွင်းတဲ့ခါကျတော့စိတ်ရတန်ရှင်းစင်ကြယ်မှုတွေစိတ်ရကြည်ကြည်မှုတွေစိတ်ရစွမ်းရည်တွေဖြစ်တယ်ပေါ့နောက်ဦးစီးပြောတော့ပေါ့လားဟိုရင်ရုပ်စိတ်စီတလိပြီးတော့ဆိုရုပ်ပိုင်းစီးသွားမှာပေါ့လေရုပ်ကတော့အပူအေးစန့်ကျင်ဘက်အကြောင်းတရားကြောင့်ဖောက်ပြန်တတ်တဲ့ဘောတရားပထဝီကိုကြည့်မှတယ်လို့ရှိရင်ဒါဥက္ကမပြောတယ်မာကျန်းလေးပျော့ပေါ်ချောပထဝီရဲ့တဘောကမာတယ်ကျန်းတယ်မာလေးတယ်ဟုတ်တယ်မလားပျော့တယ်ချောတယ်ပေါ့တယ်နော်အဲ့ဒါနဲ့စဉ်းစားတယ်ပထဝီကတိုင်းပြင်စမန်စံအခြေခံပြီးတော့ပထဝီကတိုင်းဝင်စားလို့ဆိုတော့ဒါကြစဉ်းစားတယ်ဘာလဲပထဝီကတိုင်းဆိုတာသူကပဇုံစီအောင်ပဇုံစီအောင်ဆိုတော့ကတိုင်းမှာပဇုံစီအောင်ပြီးပေါ့တော့သူနဲ့ချင်းချုပ်ပြန်တယ်တောင်းကင်ကိုပြန်တက်တဲ့ခါကျတော့ဒီမိမိရဲ့ခန္ဓာကိုယ်ကြီးကိုတောင်းကင်ကိုရောက်ဖို့အတွက်ဒီပထဝီဓာတ်ကိုပြရမာကျန်းလေးပြောဖို့ချောမိမိရဲ့ပြည့်မှုကိုပြရအောင်ဦးဇင်းတော့ပေါက်တော့လားဒီရကိုအပညာလေးဝင်စားတော့ခန္ဓာကိုယ်ကြီးကိုမလိုက်တော့ဦးဇင်းဆိုတာဟုတ်တယ်အဲ့တော့မှမာကျန်းလေးပြော့ပေါ်ချောပြော့ပေါ့ခန္ဓာကြီးကိုပေါ့အောင်ကောင်းကြီးပြန်တက်ဖို့အတွက်ပထဝီကတိုင်းဆိုလို့ရှိရင်ဦးဇင်းရောက်ဖတ်တာအဲ့မဲ့တို့တော့လည်းကတိုင်းဆိုလို့ရှိရင်ပထဝီကတိုင်းဆိုလို့ရှိရင်ဘာလဲပဇုံစီအောင်တဲ့တို့တော့လည်းစဉ်းစားတယ်တို့တော့လည်းဒါဉာဏ်ရည်လာတဲ့အခါကျတကယ်တို့ဒီပြောမှာပေါ့လေဒီရှေ့ဘုရားရှင်တဲ့တုန်းကဆိုလို့ရှိရင်ဘာလဲယဟန္တာအဘိညာရတဲ့ယဟန္တာတမိတ်ကြီးပေါ့ရှင်ပြားအာနာပါနပฏิဘာကနမိတ်ကိုဘယ်ချိန်မှရပါတယ်လို့တမိတ်မယ်ဆိုလို့ရှိရင်ဒီပြောမှာပေါ့အချိန်ကြီးရတယ်ပေါ့ဘာကြောင့်ရလဲဆိုလေ့ကျင့်ထားလို့ပေါ့တို့လည်းလေ့ကျင့်ထားပေါ့ဟုတ်တယ်မလားအချိန်မှတို့ပါရမီပြည့်လာမြင့်လာတဲ့အခါကျတော့တို့ဘိညာရတဲ့အခါကျဟုတ်တယ်မလားခုလိုစုပ်ကတဲ့ခါကျမှတို့ကစုပ်ကကိုဘာလဲဆန့်ကျင်မဲ့လို့ပြီးတော့ဒီကိလာတွေဆောက်တည်ပြီးတော့ကောင်းရမွန်ရလုပ်တွေလုပ်ပါရမီတွေပြန်ဖြည့်နေရတဲ့ခါကျတော့ဟုတ်တယ်မလားဒီဥစဉ်ဆိုလိုတာလေကောင်းတာများများလုပ်လို့ကောင်းတာများများဖြစ်နေတယ်ဟုတ်တယ်မလားနော်အဲဒါဆိုလို့ရှိရင်ဆိုလိုတာအာနာပါနဒီပြိပါကနမိတ်ကိုချိန်မှရမယ်လို့ဆိုလို့ရှိရင်ရမှာပေါ့အချို့ရတယ်ပေါ့ရတော့ဆိုတို့တော့လည်းသူဘယ်ထုတ်ပြောမှာလဲဟုတ်တယ်မလားဒီဘုန်းကြီးတွေဆိုလို့ရှိရင်တို့ဗာလဲဝိနည်းတော်ရတမတ်ချက်ရှိတယ်တို့တော့လည်းကမ္မထမ်းတင်ပေးတဲ့ခါကျတော့ကုလိုပြည့်လူတိုင်းဒီလိုအတတ်ပညာတွေသိအောင်တက်အောင်ဘောပြန်နေဖြန့်ပြလို့ရတယ်ပေါ့ဥစဉ်ဆိုတော့တော့ပေါ့တော့ဒီစဉ်းစားကြည့်ပေါ့တို့ဒီခုပေါ်လာတဲ့ဒီရမှုလေးနဲ့ဖွင့်ရတဲ့မီးတွေဆိုလို့ရှိရင်သူကအီလက်ထရွန်ထည့်ထားတယ်ဟုတ်တယ်မလားဒီမီးလေးဖွင့်တော့ခလုတ်လေးကိုဟိုဘက်မှာဒီရမှုမှာအီလက်ထရွန်ဘယ်နှလုံးထည့်ရတယ်ဒီဒါပိတ်ကမြညာဆိုင်ရာချက်လက်တွေပေါ့လေဒီမှာတို့ဒီမှာအီလက်ထရွန်ဘယ်နှလုံးထည့်ရတယ်ဒီကနေရမှုကနေဖိတ်လိုက်တယ်ဆိုလို့ရှိရင်မှာအီလက်ထရွန်တော့ဆောက်တော့မီးလေးနဲ့ရောအဲ့တော့ဒါလောကတိုင်းရဲ့အရာချက်ပေါ့လေတော့အခုတော့ရှိတော့တို့အဲ့ဒါနဲ့စိတ်ပိုင်းမှာတို့မစွမ်းလာတဲ့အခါကျဒီကနေ့ဒီအင်္ဂလိပ်လိုပြောရင်တယ်လီပတီဆိုတာအင်္ဂလိပ်တယ်လီပတီဆိုတာစိတ်ချင်းဆက်သွယ်လို့ပြောတာသူကတယ်လီဖုန်းဆိုတော့တို့ဘာကိုဈာခံနေပြောရလဲဆိုတော့ဒီမှာဒါလေးတယ်လီဖုန်းနဲ့တို့ဆက်သွယ်ခြင်းနဲ့ဘာနဲ့ကိုဆက်သွယ်လို့ရတယ်နော်။ဒီဟာဆိုလို့ရှိရင်တယ်လီဗီရှင်းဆိုတာကဒီမြန်မာနိုင်ငံဆရာခက်တဲ့ဒီဘာလဲတို့ဖန်ဆပ် TV တယ်လီဗီရှင်းကနေတို့ခလုံးနိုင်နိုင်လို့ရှိရင်ဘာလဲတို့မြန်မာနိုင်ငံကညာနဲ့တို့ဒီငင်းတို့ရုပ်ရှင်တို့ကြည့်ရတာပေါ့။အဲတယ်လီဗီရှင်းလို့ပြောတာ။တယ်လီဗီရှင်းဆိုလို့ရှိရင်တို့ဒီဒိဗ္ဗစကုဉာဏ်ဆိုလို့ရှိရင်သူကတေဇောကတိုင်းကိုငားရတယ်တဲ့။နော်တေဇောကတိုင်းကတို့စိတ်ပိုင်းမှာတို့တော့လည်းစိတ်ပိုင်းဒီနေ့ဒီအဘိညာရတဲ့လူတွေရှိမှာပေါ့လေဘုရားဥစဉ်ပါလဲဆရာတော်ဥက္ကမန္တနာပြောသလိုပေါ့ဒီနတ်ပြည်တို့ဗိမာပြည်စုတည်တဲ့လူတွေခံကြတော့သူတို့ဒီစိတ်ရဲ့တကူအစွမ်းတတိတွေကမကုန်နေတဲ့ခါကြတော့သူတို့မှာဒိဗ္ဗစကုလို့ဒုက္ခတောတာဉာဏ်တွေရှိတယ်ရှိတဲ့ခါကျတော့ချို့ဆိုလို့ရှိရင်ချို့ပြင်လေးတွေပြောတယ်မကြားဘူးလား
ချို့သူတော်စင်ဆိုလို့ရှိရင်မာရာသီဇာလို့ကြားဘူးတော့မာရာသီဇာလို့ဆိုလို့ရှိရင်သူတို့တော့မဆိုင်ဘူးသူတို့ကခရစ်ယာန်ဟုတ်ပါဘူးဘုရားပါသူတို့ဆိုလို့ရှိရင်ဗါလေဒီ mystic မိုက်တဲ့ကဘာကြီးမှနောက်ဘာတွေဆက်ဖြစ်မလဲဆိုတော့သူသိတယ်ဟုတ်တော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကိုတိတ်ပြီးပတိလို့ပြောတာနော်တကယ်စိတ်ချင်းဆက်ဆံလို့ပြောဆိုတာပေါ့အဲ့တို့ဒီပါအာနာပါနသတိအလုပ်ပြီးကမ္မထန်ဆိုတော့တို့ဒီရှာတော်ကြီးကဒီတစ်ကနေရှေ့အထိမှတ်ခိုင်းနေဆိုတော့သူကမဂ္ဂင်၈ပါးကိုပူဇော်ရနေတယ်ဒီမဂ္ဂင်၈ပါးမှာဒီလမဂ္ဂင်တမာရီမဂ္ဂင်ပညာမဂ္ဂင်ဆိုတာတွေ့မှာပေါ့တို့ကြားထိုင်တဲ့ခါကျတော့တေယံဝစီကံစောင့်ကြည့်မှုရှိတယ်တေယံနဲ့နေတယ်ဝစီကံနဲ့နေတယ်တမာအာဇီဝဆိုတော့တို့ဒီလာစောင့်တင်ရတယ်ဝိကလဘောဇနာဒီလာအသက်ခံမှုကိုစောက်ထိုင်တဲ့ခါကျတော့တို့တမာအာဇီဝဖြစ်တဲ့ပေါ့လေနော်နောက်တမာဝါယမဆိုတာဒီဝိရိယလေးစိုက်ပြီးတော့ဒီဝိရိယလေးစိုက်ပြီးတော့ဒီအာနာပါနဝင်ဖတ်လို့လေးကိုဒီတတိကလေးနဲ့တမာတိပေါ့လေအဲ့ဒါလေးရအောင်ရှိမယ်နောက်ပညာနဲ့စောင့်ကြည့်မယ်ပညာနဲ့စောင့်ကြည့်မယ်ဆိုလို့ရှိရင်ကိုကပရိကမ္မနမိတ်ရပြီဆိုလို့ရှိရင်ဒီပရိကမ္မနမိတ်ကိုတတိကလေးနဲ့ပညာနဲ့စောင့်ကြည့်တမာတိဒါတမာသင်္ကပ္ပပေါ့လေမှန်ကန်တဲ့အကျိုးလေးနဲ့ပေါ့လေဒါပရိကမ္မနမိတ်ပေါ်လာလို့ဆိုလို့ရှိရင်ဒီနမိတ်လေးကဘာသာပေါ်လာတယ်လဲဆိုလို့ရှိရင်ငါစောင့်ကြည့်ထားတဲ့တီလာတမာတိငါစောင့်ကြည့်ထားတဲ့တီလာကြောင့်ပေါ့လေဒီတီလာနဲ့တမာတိနဲ့ပေါင်းစပ်တဲ့အခါကျတော့ပညာဆိုတာဖြစ်လာတယ်ဦးဇင်းမျိုးရရှင်းလာရှင်းလာပရိကမ္မကနေဒီနည်းနည်းလေးအလင်းအောင်လေးထွက်လာမယ်ဥပ္ပဟာနမိတ်လေးထွက်လာမယ်နောက်တော့အဲ့ဒါနဲ့တဖြည်းဖြည်းနဲ့ကြည်လင်တောက်ပတဲ့အာနာပါနပရိပါကနမိတ်ကိုရမှာပေါ့နော်အာနာပါနပရိပါကနမိတ်ကိုရပြီးဆိုလို့ရှိရင်ဒီပထမဇန်ဒုတိယဇန်တတိယဇန်ဒုတိယဇန်ဒီအပါတဲ့အာရူပဇန်၄ပါးထိပွားမယ်အာရူပဇန်နဲ့အာရူပဇန်ပေါင်းပြီးတော့ပြင်စမဇန်ကိုချိန်ခံတယ်ပြင်စမဇန်ဒီချက်ချူကြချက်ကဧကဂရာနဲ့ဥပိ္ပခာရှိတယ်ပေါ့လေတို့အင်းကပါလဲဒါကြောင့်ဒီလိုပြောရလဲဆိုတော့တို့မြတ်စွာဘုရားရှင်ရဲ့ထူးခြားချက်ပေါ့ပိဿဝုဒ္ဓမနာဆိုတော့ကြားလို့လေနော်ပိဿဝုဒ္ဓမနာဆိုတာတို့ပါလဲဟိုငယ်တော့ဆိုလို့ရှိရင်7တန်းကစာထဲမှာတင်ရတယ်လေတောတစ်ခုမှာဘလူးကြီးတစ်ကောင်ကတောင်းကျန်းနေတယ်တဲ့တောင်းကျန်းနေတဲ့ခါကျတော့အဲ့ဒါနဲ့တိတိတောအုပ်ကိုဘလူးမှမသွားရဘူးမသွားရဘူးပေါ့လေပိဿဝုဒ္ဓမနာဆိုတာအဲ့နဲ့တနေ့ကျတော့ဖျားလောင်းကတက်ပြီးရနေပြန်လာတော့အဲ့ဒီလမ်းကနီးနေဆိုတော့ဖျားလောင်းကတကယ်မကြောက်ဘူးသူကသွားတော့ဟိုကအဲ့ဘလူးကြီးကိုတွေ့တယ်ဘလူးကြီးကိုသူမကြောက်မရောသူဘာလို့ဆိုတော့ပါတယ်ခြေနဲ့ပြေးကန်ညာဘက်နဲ့ခြေထောက်နဲ့ပြေးကန်တယ်ပြီးတော့ဘယ်ဘက်ခြေထောက်နဲ့ပြေးကန်တယ်နောက်တော့ညာဘက်လက်တီနဲ့ထိုးတယ်ဘယ်ဘက်လက်တီနဲ့ထိုးတယ်ပြီးတော့သူကဘာလို့လဲဆိုတော့သူ့ခေါင်းနဲ့ဆောက်လိုက်တယ်အပိစာဝိဒမင်းကဘလူးကစဉ်းစားတော့ငါ့ကိုတွေးတယ်လို့ရှိရင်ကြောက်လာနဲ့ပြေးရတယ်လို့ဒီကောင်ကြမှာငါ့ကိုခြေထောက်နဲ့လည်းကန်တယ်ရှိတယ်ကြောက်ကိုကန်တယ်ဘလူးကနည်းနည်းတော့လက်တယ်တင်မင်းကနင်းတင်ငါမမှန်ဖြေတော့တင်ငါ့ကိုတွေ့ပြီဆိုလို့ရှိရင်လူတွေကကြောက်လာနဲ့ဆောက်ကြည့်ရမင်းကထပ်ပြေးတယ်မင်းကြမှာငါ့ကိုတွေ့တယ်နဲ့ခြေထောက်နဲ့လည်းကန်တယ်လက်တီနဲ့လည်းထိုးတယ်ခေါင်းနဲ့လည်းဆောက်တော့ဧကနာတင်မှာထူးခြားတဲ့ဟိုလေလက်နဲ့တော့သူ့ရှိရမှာတဲ့အဲ့ဒါနဲ့ဟုတ်တယ်ရှိတယ်တဲ့မင်းကစားမယ်လို့ရှိရင်တဲ့ငါမှဝရစိန်နဲ့ရှိတယ်တဲ့မင်းငါ့ကိုစားမယ်လို့ရှိရင်တဲ့မင်းခဏဘူးအပိုင်းပြတ်သွားမယ်တဲ့ပြောတော့အဲ့ဒါနဲ့ဘယ်သူကလက်မှာဆိုသူ့ကိုယ်ကလည်းဒါလို့ခေါ်တော့တယ်အဲ့နဲ့ဝရစိန်နဲ့ဆိုတာဘာလဲဝရစိန်နဲ့ဆိုတာဘာလဲဆိုတော့အဲ့နဲ့သူကရှင်းရတယ်ဝရစိန်နဲ့ဆိုတာမေတ္တာကရုဏာမုဒိတာမေတ္တာဒီမှာဆိုလေးပါပြောကြည့်စမ်းမေတ္တာကရုဏာမုဒိတာဥပေက္ခာအဲ့ဒါပြန်ဒီဝရဇိန်နဲ့ပဲတဲ့အေးဝရဇိန်နဲ့ဆိုအဲ့ဒါနဲ့သူကသူများမှာအဲ့ဒါဘာလဲတို့3နိုင်လေပြောလို့ဆိုတော့အဲ့နဲ့သူကအဲ့ဒီဘလူးကတရားရတော့သူကဘလူးလဲဆိုတော့အဲ့နဲ့ဒီဘလူးကိုငါးပါးတိလာမှာဒီစီပေါ့လေဘယ်လိုတို့တမိုင်းကြောင့်ဒီပြပြောမှဆိုလို့ရှိရင်ဒီပြင်စာဝိဒမင်းသားတို့ဖျားလောင်းတယ်နော်ဒီဘလူးကတော့ဆိုအင်္ဂလိပ်မာလာဇက်ကိုလည်းပေါင်းမှဆိုလို့ရှိရင်ဝရဇိနာဂျမာဆတ်ဆိုတာဝရဇိနာဝရဆိုတာလက်ပြီးတော့အောင်ဝရဆိုတာလက်ပတ်ဇိနာဆိုတာအောင်လက်ပတ်ပြီးတော့အောင်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားရှင်ကဒီအာနာပါနပฏิဘာကနမိတ်ကိုအခြေခံပြီးတော့ရဲတဲ့သူကဒီမှာပြောလို့ရှိရင်စိတ်ရဲ့အခြေခံသဘောကဒီမဟာပုရုစိတ်ရှိပါရဲ့ပထမစိတ်နဲ့ပြီးနေတယ်ဇံဝင်စားမှလို့ရှိရင်ဘာလို့ဒီအာနာပါနပฏิဘာကနမိတ်ကိုဘယ်လိုလုပ်ရ
ဘောရစိန်နဲ့ပြမဆက်ဆိုတာကြားဘူးတော့ဘောရစာနဲ့ပြမဆိုဒီကြည့်မှလို့ရှိရင်ဒီဝရက်ကိုကြည့်လိုက်ဒီဝရက်ကိုကြည့်မှလို့ရှိရင်မြတ်စွာဘုရားရှင်ရွေးကုန်နဲ့ဘွားနဲ့ပြဿနာလိုက်ရှာနောက်ဆုံးသူပဲမြင်ကြည့်တယ်ဘုရားမှာရှင်ကွဲနာပြနောက်ဘုရားဖြစ်တဲ့ဖြစ်မြတ်စွာဘုရားရှင်ကောင်းတာလို့ကောင်းတာလို့ပြန်တယ်နောက်တော့ဝရစိန်နဲ့ဆိုတာကောင်းတာလို့ကောင်းတာပြန်နေတယ်တို့ပြောမှလို့ရှိရင်ဝရစိန်နဲ့ပိုင်ရှင်ဖြစ်တယ်ဆိုလို့ပိုင်ရှင်ဖြစ်ခြင်းနဲ့လို့ရှိရင်တို့အာနာပါနပရိဘာဂနမိတ်ရပြီဆိုလို့ရှိရင်ဝရစိန်နဲ့ပိုင်ရှင်ဖြစ်တယ်နော်ကောင်းတာလို့ကောင်းတာလို့ကောင်းတာပြန်ကိုယ့်ကဘယ်လိုမှမပြဘူးကိုယ့်ကကိုနေတယ်ဟုတ်တော့ကိုကောင်းတာလို့ကောင်းတာတွေ့တယ်ကောင်းတာပြန်သူတို့ကတော့ဘောတော့ဝရစိန်နဲ့ပဲဟုတ်တယ်မလားဝရစိန်နဲ့ပြမဆက်ဆိုတာကမေတ္တာကရုဏာမုဒိတာဥပေက္ခအေးအခုပါလဲရှာတော်ကြီးဟောက်ရှာတော်ကြီးပြောသလိုပေါ့အခုလိုလုပ်တဲ့လူကသူ့ဘာကိုဝစီကိုလက်ရောက်နဲ့တွင်းတော့လက်ရောက်နဲ့တွင်းပြီးတော့သူ့ဟာဆင်းသွားတာနော်ဒီအလုပ်ကိုတရားဆိုတော့ဥစဉ်ဒီနေ့ဒါဆိုလို့ရှိရင်အာနာပါနရဲ့အောင်းကျိုးကိုဆိုတော့ကျူးစာဝင်လာတယ်နော်တနည်းရှင်မှာတို့ဒီအာနာပါနပြပါကနမိတ်ခြေခံပြီးတော့တို့လည်းအပညာတွေရမယ်ဝိပဿနာတွေဉာဏ်တွေရမယ်ပေါ့ဥစဉ်ရတော့ရှင်းတာကဲဒီနေ့ကတော့3နာရီပြည့်နေစီမှာဆိုတော့ဒါဥစဉ်ဟောတတ်တယ်လို့ပြောတတ်တယ်လို့ဆရာတော်ဦးခေမန္တနာကိုဝိုင်းကူတော့ပေါ့လေဝိုင်းကူတဲ့ခါကျတော့တို့သူ့ရဲ့ကျေးဇူးကြောင့်အမှန်တမ်းပြောမှလို့ရှိရင်တို့ဥစဉ်ဆိုလို့ရှိရင်တရားဟောပြောဆုံးမရတယ်ဒီကာရကမှဆိုလို့ရှိရင်တရားအထုတ်ရတယ်ဟုတ်တယ်မလားယောဂီယဟန်တွေယောဂီဒီလာရှင်တွေယောဂီယောက်ျားတွေယောဂီဒီလိုတွေသူ့ရဲ့ဥဆောင်နိုင်လို့တို့အေးကြည်ကြံတရားအထုတ်ရတယ်နောက်တော့တရားအထုတ်ဖို့အတွက်ဆုံးခဲဖို့ဆိုလို့ရှိရင်ကောင်းကောင်းမွန်တန်တန်ရှင်းရှင်းတတရဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အာရတွေတို့ပြီးဝဲရတာပေါ့နောက်တော့ရေချိုးအားစဟုတ်တယ်မလားနော်တို့အေးစီးနေရတယ်နောက်တော့သူတော်မေတ္တာတဲ့ကောင်းလားအယုံမြတ်လက်မျိုးလားဟုတ်တယ်မလားဦးဇင်းတို့ဘာလို့ရှိတယ်ဟုတ်တယ်မလားကိုယ်ပဲရှိတယ်ကိုယ်ပဲလိုလားနောက်တော့ဒါရက်တူပဲဝတ်တာနော်ဘုသူပဲလားသူကအဲ့ဝတ်ကြည့်နော်ဒါကြောင့်သူ့ကိုတို့မေတ္တာပို့ပေးတာမေတ္တာပို့တတ်တယ်လေတိုးတက်တယ်မဟုတ်လားဆရာတော်ဖေးရန်ကျင်းပါစေအမိမိလေးမေတ္တာပို့ရအောင်ဆောက်ရရပြရမည်ပို့တတ်တယ်နော်တရားတိုင်းကိုဒီဆရာတော်မေတ္တာပို့ပေးရအောင်ကဲတူညီညီညာလေးနော်ဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခံတော်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခံတော်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခံတော်ဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တတ်တော်ရာကျော်ရှိပါစေတာဒီအလုံးစုံစိတ်နှပြချမ်းသာချမ်းသာကြပါစေဒီနေ့တရားတော်လည်းပါမယ်နော်ဒီနေ့တာမနာနဲ့2568ခုနှစ်ဟောဇာတတိ1386ခုနှစ်ဒုလဆို9ရက်ဇာတာပရိနေ့တိတက္ကိ2025ခုနှစ်ဧပြီလ18ရက်ဟောကြားမဲ့တရားကောင်းစဉ်တွေကတော့အလုတ်ပိတရားပေါ့လေအာနာပါနဝင်လေထွက်လေတတိကမ္မထံအလုတ်ပိတရားပေါ့နော်
လောကီတရားဆိုတော့တရားဟောတရားမဟောတရားမနာပြီးဒီနေ့ဓမ္မပရိခဏကိုရွှေဘုံတော်တစ်ခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာဘုံဝါယုံပြုကတည်ကျူးဖွဲ့ဆိုရတော့ဝန္ဒနာပမာဏအာတိဒဂါထာကို